မင်္ဂလာပါဒီနေ့မှာတော့အခုလိုမျိုး dumbbell တစ်စုံရှိရုံနဲ့ home workout program သို့မဟုတ် gym မှာတော့၎င်း like ကစားလို့ရတဲ့နောက်ကျော်ကစားနည်းကိုကျွန်တော်နဲ့အတူတူကစားပါမယ်အခုလိုမျိုး program လေးတွေကိုကစားသူလိုအပ်တဲ့အတိုင်းစနစ်တကျကျွန်တော် program လေးလုပ်ပေးလေးရှိပါတယ်အသုံးလို့ရဆိုလို့ရှိရင်အောက်မှာ comment ရေးပေးလို့ရပါတယ်ကျွန်တော်ပြန်ဆက်သွယ်ပေးပါမယ်ဒီကစားကြမယ်နော် dumbbell နဲ့နောက်ကျောကစားနေတဲ့မှာအကောင်းဆုံးကတော့ band တို့ပါဟိုခါကို hinge လုပ်ပြီးတော့ဒီကောင်ကိုစေးချိန် one squeeze 2 3 ကဲဆက်တယ် ready အကြောင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကအကြမ်းအဖြစ် rep လို့ခေါ်တယ်အကျဉ်းရည်ကို10ကျင်းကစားပါတယ်တချို့လူကြတော့6ကျင်း8ကျင်း10ကျင်း12ကျင်း15ကျင်း set တွေကိုအကြော့ရည်ကိုကြတော့ကျွန်တော်က3 set ကစားပါတယ် like ကစားသူရဲ့လိုအပ်ချက်အတိုင်း10 reps 3 set ကစားလို့ရတယ်လို့12 reps 3 set 4 set လေးကစားလို့ရတာဆိုတာကိုဘဟုတုတအဖြစ်မျှဝေပေးခြင်းပါ second set လေးကစားကြမယ်ဗျာခြေထောက်ကိုပခုံးကျင်နေရမယ်ဆွေးမယ်စေချိန်3ကြော့ကစားလို့ရပါတယ်ဒီတစ်ခါမှာတော့ dumbbell တစ်ခုစီကိုအသုံးပြုပြီးတော့ single row မင်းဆက်မောင်းတယ်လို့ကစားတဲ့ကစားနည်းကိုအတူကစားကြပါမယ်ကဲအနောက်မှာကြံခဲ့တဲ့ချက်တော့ကိုခုံမှာတင်မယ်တန်းတန်းလေးလက်ထောက်မယ်ပြီးတော့ဆန်မယ်ပြီးတော့ dumbbell ကိုယူပြီးတော့ wing နဲ့ squeeze လုပ်ပြီးတော့2 3ဖက်လဲလို့ပဲဒီကိုတန်းလေးလက်နဲ့တန်းလေးထောက်မယ်ခြေထောက်ကိုနည်းနည်းကားမယ်ကဲအညာစေးကြီးsingle row second set ဘယ်ဘက်စေးချင်းညဘက်စေးချင်းတေးကြကစားပါမယ် wow Deze een nieuwe gedaan hoor. Maar let's go. Oh. Oh. Hey. Oh. Hey. Toen hij alleen in deချိန်မှာတော့ဒီ movement pattern ဆိုတဲ့ဟာကိုနိုင်အောင်လေးကစားဖို့လို့လို့ကိုကစားတဲ့ muscle ကိုထိအောင်လေးဖြည်းဖြည်းချင်းညှစ်ပြီးတော့ကစားဖို့တော့လုံးဝအရေးကြီးပါတယ် bench ကို30 degree ထောင်ပြီးတော့ bench supported row ပေါ့နော်ကဲကြောကိုညှစ်ပြီးတော့ကစားကြမယ်10ကျင်း3ကြော့ဒီနေရာမှာကြောကိုထိအောင် tip တစ်ခုပေးချင်တာကဒီလိုမျိုးဆွေတဲ့ချိန်မှာရင်ဘက်ကိုဆက်ကြောကိုကော့ပြီးတော့မဆွေးဘဲနဲ့ငုတ်ပြီးတော့ဆွေးတယ်လို့မျိုးအလေးကိုအောက်ကိုချတဲ့ချိန်မှာလေဒီ wing ခေါ်မလား let ခေါ်မလား
full stretching လုပ်ပြီးမှပြန်ပြီးတော့ဆွေးပါ10ကျန်3ကြောစားပါမယ်ကျွန်တော်ရဲ့ Fitness Nation ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ Dumbbell deadlift ဒုတိယအကြိမ်လေး squat မြန်မာထိုင်မယ် 1 2 3 Whoa. Two set ကြောပြင်အတွက် plank လုပ်ပြီးတော့ခြေထောက်ကိုကားမယ် renegade roll လို့ခေါ်တာပေါ့နော်ဒါကိုတစ်ဖက်ကို9ချိန်နဲ့ဘေးညာ10ချိန် 1 2 3 4 5 6 7 8 ဒီကစားနေရကြောပြင်တာမကခေါ်ရီ balance ပါတဲ့အတွက်တကယ် challenge ဖြစ်တဲ့ကစားနည်းဖြစ်ပါတယ်ဒါကတော့ dumbbell တစ်စုံလေးသုံးပြီးတော့နောက်ကျောအိမ်မှာတော့၎င်းဂျင်းမှာတော့၎င်းကစားလို့ရတဲ့ကစားနည်းတွေဖြစ်ပါတယ်အသုံးဝင်နေဆိုလို့ရှိရင် comment လေးရေးပေးလို့ရတယ်လို့ like and share ထည့်လုပ်ပေးလို့ရပါတယ် thank you for watching Fitness Nation ပါ cheers